preview မှာ view တွေပြင်ကြည့်လို့ရှိရင် filter ကိုအသုံးပြုရပါတယ်ဒီ video မှာ filter ဘယ်လိုသုံးရလဲဆိုတာကိုပြောပြသွားပါမယ် filter ဆိုတာဘာကိုပြောရလဲ preview မှာ filter ဆိုတာ view ထဲမှာရှိတဲ့ element တွေကို control လုပ်ဖို့သုံးပါတယ်ဥပမာ color ပြောင်းနိုင်တယ် line style ပြောင်းနိုင်တယ် visibility ကိုလည်းကစားလို့ရပါတယ်အရင်ဆုံးကျွန်တော်တို့အနေနဲ့ကို filter လုပ်မဲ့ element ရဲ့ category ကိုရွေးရပါမယ်ကျွန်တော်တို့အရင်ဆုံးဒီ column အတွက် filter လုပ်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်ကဒီ project တစ်ခုလုံးမှာရှိတဲ့ column တွေကို select ပြီးတော့ hi နှိပ်လိုက်မယ်ပြီးသွားရင်ဒီ column တွေကို select ပြီးတော့ပေါ့နော် comment ထဲမှာကျွန်တော်က column ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့က VV ဒါမှမဟုတ် VG နှိပ်ပြီးတော့ဒီ filter လုပ်လိုက်ရတဲ့ထဲကိုဝင်မယ်ပြီးတော့ကျွန်တော်နာမည်ပေးမယ်ပေါ့နော်နာမည်ကိုကျွန်တော်က structural column လို့ပေးလိုက်မယ်ပြီးတော့နောက်တစ်ဆင့်ကဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့ကဒီကိုလုံးမဲ့ဒီ column ရဲ့family အမျိုးအစားကိုရွေးရမယ်ပေါ့နော်ကျွန်တော်တို့က structural column ဆို structural column ပဲရွေးရမယ်တခြားရွေးကျွန်တော်တို့လုပ်လို့မရပါဘူးပြီးတော့ဒီ add rule ထဲမှာကျွန်တော်တို့ကအဆင်ပြေတာနှိပ်ပေါ့ equal does not equal အမျိုးစုံရှိရပဲကျွန်တော်တို့ဒီမှာ equal ပဲယူမယ်ပြီးတော့စောနကျွန်တော် comment ပေးခဲ့တယ် column ကိုယူလိုက်မယ်ပေါ့နော်ပြီး okay နှိပ်မယ်ပြီးကျွန်တော်ကဒီမှာကျွန်တော်ရွေးခဲ့တဲ့ filter ကိုထည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က filter ထဲမှာ visibility on off နဲ့ကျွန်တော်တို့ column ကိုကစားလို့ရပါတယ်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က column ရဲ့အရာကိုပြောင်းကြည့်မယ်ပေါ့နော်ဒီ video အဖြစ် 3D မှာတော့ကျွန်တော်တို့ဒီ projection မှာပဲကျွန်တော်တို့ကကိုလိုချင်တဲ့အရာပြောင်းလို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်က solid face မှာတော့အစိမ်းရောင်လေးပြောင်းလိုက်မယ်ဒီ background ကိုလည်းလိုတော့မလိုပေါ့နော်ကျွန်တော်ဒီတိုင်းထည့်ပြထားတာအဲ့တော့ကျွန်တော်အစိမ်းရောင်လေးပြောင်းလိုက်ပြီ apply နဲ့လိုက်အစိမ်းရောင်လေးပြောင်းသွားပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီ column ကို half tone ချလို့ရရပေါ့နော်ကျွန်တော်တို့လိုချင်တယ်လို့ filter လုပ်ပြီးတော့ကစားလို့ရပါတယ်ပြီးတော့ကျွန်တော်တို့က filter ကို remove လုပ်လို့ရရပေါ့နော် filter ကို remove နှိပ်ပြီး apply နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအရောင်တွေပြန်ပြောက်သွားမှာနော်ကျွန်တော်တို့ filter ကိုပြန်ထည့်လို့ရတယ်ဒါပေမဲ့ပြန်ထည့်ရင်စောစောကလုပ်ခဲ့တဲ့အရောင်တွေကျွန်တော်တို့ပြန်ပေးရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့အရောင်တွေပဲမပြောင်းချင်ဆိုရင်တခါတည်းပြောင်းလာခြင်းနေဆိုရင်ကိုယ့်ဘက်ကိုကျွန်တော်တို့ template ဖန်တီးထားပြီးတော့လုပ်လို့ရပါတယ်ခုကျွန်တော်ကဒီ section view မှာရှိတဲ့ column လေးကိုကျွန်တော်တို့ရဲ့ filter ကိုထည့်ပြီးတော့ဒီ line weight ကိုပေါ့နော်ဒီကစားပြမှာဖြစ်ပါတယ်ဒီ line weight မှာပေါ့နော်အဲ့လိုမျိုးထည့်ရင်ကျွန်တော်နှစ်မျိုးရှိရပေါ့ projection နဲ့ cut နဲ့ကျွန်တော်ရဲ့ section ကဒီ column ကိုမကတ်သွားဘူးဆိုရင်ကျွန်တော်တို့က projection သုံးရမယ် column ကိုကတ်သွားတယ်ဆိုရင်ကျွန်တော်က cut ကိုသုံးရမယ်နော်ဒီမှာတော့ကျွန်တော်ကဒီ column ကိုမကတ်ထားတဲ့အတွက် projection မှာသုံးတယ်ကျွန်တော်အခု line weight တခုထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့ column line weight ကြည့်တော့ဒီအောက်က select တွေဘင်းအနေနဲ့ line weight ကမတူဘူးပေါ့နော်တကယ် project လုပ်ရင်အဲ့လိုမျိုးကအဆင်မပြေဘူးပေါ့အကုန်လုံး line weight တူထားရတယ်ပေါ့နော်အဲ့ဒါကျွန်တော် line weight ကို clear override လုပ်လိုက်ရင်သူကအရင်မူလအတိုင်းပြန်ဖြစ်သွားမယ်ပေါ့နော်ပြီးတော့တခြား select တွေဘင်းအနေနဲ့တူတဲ့ line weight ကိုကျွန်တော်ထားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ view ထဲမှာဒီ column ရဲ့အရာကိုလည်းကစားလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အရာဒါကတော့ကျွန်တော်တို့ project သတ်မှတ်ထားတဲ့အရာအတိုင်းလောက်ကမှာပေါ့နော်တကယ် project လုပ်ရင်တော့ဒီမှာတော့ကျွန်တော်အဆင်ပြေတဲ့အရာလေးကိုထားပြထားတယ်အခုကျွန်တော်ဒီတန်နေရဲ့ color ကိုပေါ့နော်ဒီ filter လုပ်မယ်ပေါ့ကျွန်တော်အခုဒီ project မှာတန်ကိုဒီ3လက်မနဲ့4လက်မဆိုပြီးတော့တန်ကိုဆွဲထားတယ်အဲ့တော့ကျွန်တော်ကဒီတော့ဒီ3လက်မအတွက်တန်ကိုအရင်လုပ်မယ်ပေါ့နော်
စောစောလိုပဲဒီနာမည်ပေးတယ်ပြီးရင်တန်ကိုလုံးမှဖြစ်တဲ့အတွက်တန်ကိုရွေးတယ်ပေါ့နော်ပြီးတော့ရင်တိုက်မှာကျွန်တော်က3လက်မရွေးလိုက်တယ်ပေါ့ပြီးရင်အဲ့ filter ကိုသုံးတယ်ကျွန်တော်က okay နေလိုက်မယ်ကျွန်တော်ဘာလို့တိုက်ကိုရွေးရလဲဆိုတော့ကျွန်တော်တို့ဒီ type property မှာတိုက်မှာဒီ hash 3ဆိုတာလေးကိုပြတာတယ်ကျွန်တော်အားကြောင့်ဒီ type ကိုရွေးတာပေါ့နော်ဒါကတော့ဟို project နောက်ပိုင်းလုပ်ရင်သိလာမှာပေါ့အခုဆိုရင်ဒီ filter အလုံးလုံးတယ်အဲကျွန်တော်အရောင်ပြောင်းမယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့နောက်ပိုင်း company ကြီးနေလို့ရပေါ့နော်ဘယ်တန်ကိုဘယ်ရောင်ဆိုပြီးတော့တို့ကဟို template ကျွန်တော်တို့ပေးရတာမျိုးရှိရဗျာအဲဆိုကျွန်တော်တို့ဒီလိုမျိုးလုပ်เสียမလို့ဒါပေမဲ့ခါလီ project လိုအပ်ချက်အတွက်ဆိုတော့ကျွန်တော်တို့တက်လုပ်ရတာမျိုးရှိရပေါ့နော်ဒါဆိုရင်ဒီကျွန်တော်3လက်မအတွက်တန်အရောင်ပြောင်းတယ်အဆင်ပြေတယ်ကျွန်တော်က3လက်မတန်ပြီးတော့4လက်မတန်အတွက် filter လုပ်မယ်ဒီမှာရကျွန်တော်ကဒီ duplicate လုပ်လိုက်မယ် duplicate လုပ်လိုက်တော့ဘာလုပ်ရမလဲဆိုတော့နာမည် rename ပြန်ပြောင်းပေးရမယ်ပြီးရင်ကျွန်တော်တို့ကဒီ rebar ကြောင့်ရွေးစရာမလို duplicate လုပ်ထားရတဲ့အတွက်ပြီးတော့ type name မှာကျွန်တော်တို့ကဒီ4လက်မကိုရွေးလိုက်မယ်ပေါ့နော်ပြီးရင် filter ကိုရွေးမယ်ပြီးအရောင်ရွေးလိုက်မယ်ပေါ့အခုကျွန်တော် project ထဲမှာရှိတယ်ဒီ diameter နှစ်ခုလုံးကအရောင်တွေပြောင်းသွားပြီကျွန်တော်တကယ်လို့ဒီ4လက်မတန်ကို3လက်မပြောင်းရင်3လက်မကျွန်တော်ထားထားတဲ့ filter မှာထားထားတဲ့အရောင်ပြောင်းရမယ်တကယ်လို့3လက်မတန်ကို4လက်မပြန်ပြောင်းရင်လည်းကျွန်တော်ထားတဲ့အရောင်တိုင်းပြောင်းရမယ်ပေါ့နော်ကျွန်တော်ကဒါမှမဟုတ်လည်းတန်အသစ်ထက်ဆိုရင်လည်းကျွန်တော်3လက်မနဲ့ဆိုရင်ကျွန်တော်သတ်မှတ်ထားတဲ့အရောင်ပုံမယ်4လက်မနဲ့ဆိုရင်လည်းအဲ့ကျွန်တော်သတ်မှတ်ထားတဲ့အရောင်ပဲပုံမယ်ပေါ့နော်ဒါကကျွန်တော်တို့ filter နဲ့အရောင်ထားထားခြင်းရဲ့အားသာချက်တွေဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ကဒီတန်တွေကို column အတွက်ဆိုရင် column rebar bin အတွက်ဆိုရင် bin rebar ဆိုပြီးတော့သတ်မှတ်မယ်ပေါ့နော်ဒါဆိုကျွန်တော်က column rebar တွေပဲဆက်လက်မှတ်ပြီးတော့ဒီ comment မှာ column rebar ဆိုပြီးတော့ပေးမယ်ပြီးတဲ့အခါကျွန်တော်တို့ကဒီ bv နှိပ်ပြီးတော့เนาะဒီ filter မှာထုံးစံတိုင်းပဲကျွန်တော်တို့ filter တစ်ခုအသစ်ထည့်မယ်ဒီ column အတွက်မလို့ column rebar ဆိုပြီးတော့ပေးမယ်ပေါ့เนาะပြီးကျွန်တော်တို့ဒီ structure rebar ကိုရွေးမယ်ဒီကျွန်တော် comment မှာရေးထားတာဖြစ်တဲ့အတွက်ဒီ comment မှာဒီ column rebar ကိုရွေးမယ်ပြီးကျွန်တော်တို့က i filter ကိုရွေးမယ်ပြန် visibility ကစားလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ bin rebar ကိုလည်းဒီ column rebar လုပ်တဲ့နည်းအတိုင်းလုပ်လို့ရပါတယ်ကျွန်တော်အရှိမပြောပြပေးသားမလို့အသေးစိတ်မရှင်းပြတော့ပါဘူးကျွန်တော်နောက်ဆုံးပြောပြမှာတော့ဒီ section တွေအတွက် filter ပေါ့နော်ဒီရှိပြင်ပေါ့နော် section တွေကို filter ဘယ်လိုသုံးရမလဲပေါ့ဒါတော့ကျွန်တော်ဒီဟို repeat မှာပါတဲ့ title block ကိုကျွန်တော်သုံးထားတာအရင်ဆုံးကျွန်တော်ကဒီရှိထဲမှာမပါတဲ့ section တွေကိုကျွန်တော်အရင်လိုက်ဖြတ်လိုက်မယ်ပေါ့နော်ကျွန်တော်ကအခုဒီရှိထဲမှာပေါ့နော်ဒီ section 1 2 3ဆိုပြီး3ခုထည့်ထားရဲပေါ့အားကြောင့်ကျွန်တော်တို့ကအခု
ကျွန်တော်တို့ရဲ့ရှိနံပါတ်01ဒီဘက်မှာလည်းကြည့် property box မှာလည်းကြည့်လို့ရရပါတော့အားကြောင့်ကျွန်တော်တို့ကအရင်ဆုံး session လုပ်ဖို့ဆိုရင် VV တော့သွားမယ်ထုံးစံအတိုင်းတစ်ခေါ်မယ် session ဆိုတော့ကျွန်တော်က sheet 01လို့ပေးလိုက်မယ်ပေါ့နော် session sheet 01လို့ပေးလိုက်မယ်ပြီးရင်ကိုလုံးမှာ session ဖြစ်တဲ့အတွက်ကျွန်တော်တို့က session ကိုရွေးမယ်ပြီးရင်ကျွန်တော်တို့က sheet နံပါတ်လောက်ထားပြတယ် sheet နံပါတ်01ကိုရေးမယ်တခါလေတော့မပေါ်ကိုယ့်ဘက်ကိုတိုင်ပင်ရိုက်လို့ရရပါတော့ကျွန်တော်အခု does not equal နဲ့ equal နှစ်ခုရှိရပါတော့ကျွန်တော်အခုပထမဟို does not equal လုပ်ပြမယ် does not equal ဆိုတာပေါ့နော်ကျွန်တော်တို့ဒီ01မှာမပါတဲ့ကောင်တွေမမြင်ချင်တာပေါ့နော်ကျွန်တော်အဲ့လိုလုပ်ထားတာကျွန်တော်အရင်ဆုံးဒီ visibility ကိုစားပြမယ်နော် visibility ကိုဖျောက်လိုက်မယ်ဆိုရင်တခြားဒီရှိမှာမပါတဲ့ကောင်တွေပျောက်သွားရပါတော့ကျွန်တော်အခုပြန်ကစားပြမယ် visibility ဖျောက်ရင်အဲ့ section နဲ့ပျောက်သွားတယ်ကျွန်တော် does not equal နဲ့လုပ်ထားတာကျွန်တော်တကယ်လို့ equal နဲ့လုပ်မယ်ဆိုရင်တော့ပေါ်လာမယ် visibility ဖျောက်ရင်ဒီ01နဲ့ equal ဖြစ်တဲ့ကောင်တွေပျောက်သွားတယ်ပေါ့ကျွန်တော်က does not equal နဲ့လုပ်ထားတာနောက်ပိုင်းကိုကရှိတွေမှာအဲ့လို section တွေကိုလောက်ရတဲ့ခါကျရင်ကိုလိုရတယ်လို့ create လုပ်လိုက်တယ်ပေါ့နော်ဆိုရင်ကျွန်တော်ကဒီ view မှာဖျောက်ပြီးပေါ့တခြား view တွေလိုက်ဖျောက်ရမှာပေါ့နော်တခြား view တွေလည်းဒီ01ဆိုတော့လိုက်ထည့်ပြီးတော့ဖျောက်လိုက်ရင်ပေါ့နော်တကယ်လို့ကိုကနောက်ပိုင်း template တွေပိုင်းနဲ့လုပ်တယ်ဆိုရင်တော့ template ရွေးလိုက်ရင်ပဲပေါ့နော်ဒါအခုကျွန်တော်တို့ကဒီ sample ဖြစ်တဲ့အတွက် template မပါတော့ manual လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကအမှ template ရှိရဗျာအဲ့ template မှာတကယ်လို့ကိုက community အနေနဲ့လုပ်နေရပြီဆိုရင်တို့က template create လုပ်ရဗျာအဲ့မှာဆိုရင်အဲ့ template မှာကျွန်တော်တို့ကကစားပြီးတော့ရွေးလိုက်ရင်ပေါ့နော်တစ်ခါပဲရွေးလိုက်ရင်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုး preview ထဲမှာ filter တွေကိုသုံးပြီးတော့ view တွေကိုစနစ်တကျပြင်ဆင်နိုင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါခင်ဗျာ